ခရီးဝေးကြီးသွားရမှာမို့ကိုခြေထောက်နဲ့တော်တဲ့ဖက်နှက်ကိုပဲရွေးစီးပါအဲ့ဒါကအပြောလွယ်သလောက်အတော်ခက်တာပဲရှည်လျားလာတဲ့ဘဝခရီးကိုအစဉ်ပြေပြေလျှောက်လန်းနိုင်ဖို့အတွက်ကျမတို့ဘလို့ဖက်နှက်မျိုးကိုရွေးချယ်ကြမလဲဖက်နှက်မပါဘဲသွားလို့ရောရနိုင်မလားခရီးရှည်ကြီးသွားရမှာမို့အပူဒဏ်အေးဒဏ်တွေနဲ့စူးညောင်ခလုတ်တွေရဲ့ရန်ကကာကွယ်ဖို့ဖက်နှက်ကတော့လိုကိုလိုပါတယ်ဖက်နှက်မစည်းဘဲနဲ့တော့ခရီးဝေးကြီးကိုသွားနိုင်ဖို့မလွယ်ဘူးဘလို့ဖက်နှက်မျိုးကိုရွေးချယ်မလဲအရေးအကြီးဆုံးကတော့ကိုခြေထောက်နဲ့တော်တဲ့ဖက်နှက်ကိုရွေးစီးနိုင်လို့ပါပဲကျမတို့ရွေးချယ်လိုက်တဲ့ဖက်နှက်ကိုခြေထောက်ထက်သေးနေမယ်ဆိုရင်ဖက်နှက်ပေါက်လို့ခရီးတွင်မှာမဟုတ်ဘူးနော်ကိုခြေထောက်ထက်ကြီးတဲ့ဖက်နှက်ကိုစီးမိပြန်ရင်လေအဲ့ဒီဖက်နှက်ကြီးကိုတည်ပိုးပြီးရှောက်နေရတာနဲ့ပဲခရီးတွင်မှာမဟုတ်ပြန်ဘူးနောက်ဖက်နှက်လှလှလေးကိုစီးရင်ခရီးချမ်းတွေသွားနိုင်ပါမလားလှတော့လှပါရဲ့ဒါပေမဲ့ကျမတို့ခြေထောက်တွေကိုကာကွယ်ပေးနိုင်ဖို့ကမသေးကြဘူးမွေပါကင်းပါနဲ့အညစ်အကြေးရွှံ့ပွက်တွေမပေရအောင်တောစီးဖက်နှက်ကြီးကိုရွေးစီးလိုက်ပြန်တော့လေနေရာတိုင်းနဲ့မသင့်တော်ပဲထော်လော်ကန့်လန့်တွေဖြစ်ရအောင်ပဲအဲ့လိုပါပဲကျမတို့ဟာကိုယ်ဝါသနာနဲ့ကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုမလုပ်ရဘူးဆိုရင်ဘဝခရီးမှာမတော်တဲ့ဖက်နှက်နဲ့လမ်းလျှောက်နေကြရတာပါပဲကိုယ်အကျင့်စရိုက်နဲ့မကိုက်ညီတဲ့ဘဝလက်တွဲပေါ်ကိုရွေးချယ်လိုက်မိရင်လေဘဝခရီးမှာမတော်တဲ့ဖက်နှက်ကြီးနဲ့လမ်းလျှောက်ကြရတာပါပဲဖက်နှက်ကသေးရင်ခြေထောက်မှာဒဏ်ရာတွေရပြီးခရီးမတွင်ဖြစ်ရတယ်ကိုစီးရဲ့ဖက်နှက်ကကြီးနေပြန်တော့လေဖက်နှက်ကြီးခြေထောက်ကကျွတ်ထွက်မသွားရအောင်ထိန်းရှောင်နေရတာနဲ့ပဲခရီးမတွင်တော့ဘူးပေါ့တကယ်လို့များမတော်တဲ့ဖက်နှက်ကြီးကိုစီးထားမိပြီဆိုပါတော့ကျမတို့ဘာလုပ်ကြမလဲစီးထားမိတဲ့ဖက်နှက်ကိုစွန့်ပစ်လိုက်ပါလားဒါမှမဟုတ်ဆက်စီးပြီးတော့ပဲခရီးဆက်မှာလားလောကကြီးမှာဖက်နှက်တွေကတော့အယောင်အသွေးစုံအမျိုးအစားအစုံပါပဲကျမတို့အနေနဲ့ကိုခြေထောက်နဲ့တင့်တော်တဲ့ဖက်နှက်ကိုရွေးစီးမိဖို့ပဲလိုတာပါအဲ့ဒါကလည်းထင်သလောက်တော့မလွယ်ကူလှပါဘူး